ဆောင်နေចောင်းသားရတော့ဒါလောင်းကမရှိမဖြစ်ပဲစာမဟင်းမကားလေဒါလူတိုင်းဒီစာမှုမကြီးစင်တဲ့ဒီဗီဒီယိုဒီနေ့မမမှုစီကမှာထားတဲ့အလဲငပိထောင်းနဲ့ဘာလဲချောင်းကျော်အမောက်စင်းလောက်ပါဖြစ်ပါတယ်စာမဟင်းမကားတော့ကွာတလားဒီနေ့ပြောရမှာစိတ်လက်ဖက်ထောင်းနဲ့ကျုပ်ဗီဇာထောင်းနဲ့မဟုတ်ကျုပ်ကျော်လေးလာစားတာပေါ့ဒီငချောက်ဘာလဲချောင်းကျော်နဲ့အမင်းနဲ့စားအောင်ဒါဘာလဲချောင်းကျော်ဒါဘာလဲချောင်းကျော်ဖြစ်ပါတယ်ဒါကတော့မူဒီတာငပိထောင်းဖြစ်ပါတယ်ကဲဘာရင်စားမလို့ဆိုတော့ဘာလဲချောင်းကျော်ရင်စားမှာနော်ဟုတ်ကဲ့ချောင်းကျော်နဲ့ဘာလို့နေတိုက်နေလဲချောင်းကျော်နဲ့စားကြည့်မှာ就了，大就远呀，最远没有离干了然后စားမှာဟင်းမကားရင်ဒီဘာလဲချောင်းကျော်နဲ့ပဲနှစ်ပါးသွားဖို့အစီအစဉ်ရှိရနော်အမငါပြီးအောင်လေးဆက်မိလား很难看见。ငါဘာစားအနက်လင်ခံလိုက်ရမှာ那可以呀，တူတေးတယ်မပြောနေတော့မိထောင်းနဲ့ဆလိုက်ရွက်နဲ့ငါမိထောင်းနဲ့来那边啥来吧？来မယ်ဟုတ်တယ်ပါတက်တီးနဲ့စားခြင်းတယ်ကွာဒါမှဒီမှာတက်တီးမှာမရတော့အဲကြောင့်ဆလိုက်ရွက်နဲ့စားဒီငပိထောင်းနဲ့ဒီပလချောင်းကျော်နဲ့မှာခြင်းတော့အမှုတိတာမှာသွားမှာလို့ရမယ်နော်ကျွန်တော်သူ့မိုင်းရှင်းခေါ်တာပြီမှာသွားမှာလို့ရပါတယ်သက်ဆောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့နော်ဒီတက်မကလည်းရောင်းရပါစေအရင်တော့စားကားမယ်ဒါအဆောင်နေចောင်းသားရတော့ဒါလောင်းကမရှိမဖြစ်ပဲစာမဟင်းမကားလေဒါလူတိုင်းဒီစာမှုမကြီးစင်တဲ့ဒီဗီဒီယိုစာမှုကြီးစင်ဘုရားစားလိုက်ပါဦးမယ်ဗျာဟဲ့လားအားလုံးပဲအဘ